မင်းကိုမင်းအရှုံးပေးဖို့စိတ်မကူးမိပါစေနဲ့တန်ကိုဘယ်အရာမှမဖြတ်စည်းနိုင်ဘူးတန်ကြီးကပဲဖြတ်စည်းနိုင်တယ်ဒီလိုပဲမင်းဘဝကိုမင်းကလွယ်ပြီးဘသူမှရိုက်ချိုးဖြတ်စည်းလို့မရဘူးမင်းဘဝကိုမင်းရဲ့စိတ်ကပဲဖြတ်စည်းနိုင်တယ်လူတိုင်းမထိန်နိုင်တဲ့ကိုယ့်ရဲ့စိတ်ကိုအကယ်၍မင်းထိန်နိုင်ခဲ့ရင်မင်းမှာစူပါစွမ်းအားတစ်ခုရှိနေလို့ပါကိုယ်စိတ်ကိုထိန်နိုင်တာဟာရန်သူအယောက်တစ်ယောက်ကိုတယောက်တည်းတိုက်နိုင်တာနဲ့ညီမျှနေတယ်လူတွေရဲ့စိတ်ကအပြောင်းလဲမြန်တာမို့အကယ်၍မင်းကအခက်ခဲများစွာတွေကရှင်သန်ရုန်းကန်နေရတယ်ဆိုရင်မင်းကိုမင်းဘယ်တော့မှအရှုံးပေးဖို့မတွေးမိပါစေနဲ့အခက်ခဲချိန်မှာစိတ်တက်ကအဓိကပါပဲ။ Okay ဒီဗီဒီယိုလေးကိုအပေါင်းနေတာ share လုပ်ရပါမယ်